Hello အားလုံးမင်္ဂလာပါကျွန်တော်တို့ Safe Flight Channel ကနေကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့တော့ခန္ဓာကိုယ်အရေးပြားပေါ်မှာမှဲ့လို့ခေါ်တဲ့ညိုရောင်အဆက်ပြောက်လေးတွေပေါက်လေးကြည့်ကြပါလေဒါကိုစီပညာရဆိုရင်တော့နေပိုင်းလို့ခေါ်ပါတယ်ဒီမှဲ့လေးတွေအများသောအားဖြင့်အန်လည်းမရှိပါဘူးဒီဗီဒီယိုမှာတော့မှဲ့ဆိုတာဘာလဲမှဲ့ကဘယ်ကနေဘယ်လိုစဖြစ်လာတာလဲကျွန်တော်တို့မြင်တွေ့နေကြမှဲ့အမျိုးအစားမျိုးနဲ့ရှားပါဆရာဝန်ကြတဲ့မှဲ့လေးအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်မှဲ့ဆိုတာဒါလဲမှဲ့ဆိုတာအချိန်ကြာဖြစ်တော့melanocytes လို့ခေါ်တဲ့ဒီရောင်ချပစ္စည်းထုတ်လုပ်တဲ့ cell လေးတွေစုပုံနေရနေပြီးတော့ဖြစ်ပေါ်လာတာပါဒီ melanocytes လို့ခေါ်တဲ့ cell လေးရနေပြီးတော့မှ melanin လို့ခေါ်တဲ့ရောင်ချပစ္စည်းလေးကိုထုတ်လုပ်ပေးပါတယ်ဒီ melanin ပမာဏအနည်းများပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ရဲ့အသားအရောင် pura mera တွေကွာခြားသွားတာပဲဖြစ်ပါတယ်ဒီ cell လေးတွေညီညီညာပြန်ပြူးမနေဘဲနဲ့စုပုံနေရနေပြီးတော့မှမှဲ့ဆိုတာဖြစ်လာတာပါလူများစုမှာပြန်မြမဲ့ဆယ်လုံးကနေပြီးတော့အလုံး40လောက်ထိထိတတ်ပါတယ်။ဒါတွေကကလေးဘဝနဲ့တကြောသက်ရေကနေပြီးတော့စတင်ဖြစ်ပေါ်လာပြီးတော့မဲ့များများဆိုတာမျိုးရိုးပြီးသားပေါ်မှာအဓိကမူတည်ပါတယ်။မိကတွေမှာမဲ့များလို့ရှိရင်တာသမီတွေမှာလည်းများတတ်ပါတယ်။ဒီမဲ့လေးတွေကဆိုလို့ရှိရင်နေရောင်ကြီးနဲ့ထိတဲ့အခါမှာအယောင်ပိုရင့်လာတယ်။ပုံစံပြောင်းတာအသက်ကြီးတဲ့နိုင်ငံရွှေချင်းမှိန်သွားတာစတာတွေဖြစ်နိုင်ပါတယ်။အသက်30ကျော်နောက်ပိုင်းမှာမဲ့အစ်စ်ပေါ်လာရင်တော့အနေငယ်သတိထားဖို့လိုပါတယ်။မဲ့ကိုရေဘူးအားဖြင့်အုပ်စု3ခုခွဲနိုင်ပါတယ်။ပထမတစ်ခုကတော့ common nevine လို့ခေါ်တဲ့တာမန်မှဲ့ပြီးပေါ့နော်။သူတို့ကအနေအမရှိတဲ့မဲ့မျိုးသားတွေပဲဖြစ်ပါတယ်။သူတို့ပုံမှန်နာအောင်ဆိုလို့ရှိရင်ဝိုင်းတောင်မှမဟုတ်ဘဲပုံရှိပြီးတော့သူတို့ရဲ့အနာသက်အဆုံးလေးကညီညာနဲ့အယောင်ကတမျိုးလေးပဲဖြစ်တတ်ပါတယ်။အယောင်တွေနဲ့ဆိုလို့ရှိရင်ပန်းရောင်အညူရောင်ဖြော့ဖြစ်နိုင်ပြီးတော့အကြီးကားနဲ့ကတ်နေတာဒါမှမဟုတ်အနေငယ်ဖောင်းတောင်းလေးဖြစ်နိုင်ပါတယ်။ဒါတွေကစိုးရင်စရာမရှိပါဘူး။နံပါတ်2ကတော့ကွန်ပျူတာနဲ့နေပိုင်းလို့ခေါ်တဲ့မွေးရပါမှဲ့လေးတွေပဲဖြစ်ပါတယ်။အရွယ်စားမျိုးရှိနိုင်ပါတယ်။အများစုကအန်ဒီမရှိပါဘူး။ဒါပေမဲ့သူ့ရဲ့အရွယ်စားဆိုလို့ရှိရင်ကလေးငယ်လက်ပွားလောက်ကြီးရဲ့မှဲ့မျိုးဆိုရင်တော့ဒီနောက်တစ်ချိန်မှာလက်နိုးမလို့ခေါ်တဲ့ရေပြားကင်ဆိုင်ဖြစ်နိုင်ကြီးကအခြားမှဲ့တွေထက်ပိုများလေးရှိပါတယ်။ဒီမှဲ့တွေပါလာတဲ့လူတွေဆိုလို့ရှိရင်တော့ရေပြားအထူးကူနဲ့ပုံမှန်စစ်ဆေးနေဖို့လိုပါတယ်။ကျွန်တော်မြန်မာတွေကတော့ဒါတွေကိုမွေးရပါအမှတ်လို့ခေါ်လေးရှိပါတယ်။နံပါတ်3ကတော့ atypical nevine လို့ခေါ်တဲ့ပုံစံမမှန်တဲ့အမှဲ့အမျိုးအစားတွေပဲဖြစ်ပါတယ်။ဒီမှဲ့မျိုးစားဆိုလို့ရှိရင်တခြားသောတာမန်မှဲ့တွေနဲ့ဆိုင်ဒီရွယ်စားပုံမူကြီးတဲ့ပြီးတော့သူတို့ရဲ့အနာသက်အဆုံးတွေကမညီမညာဖြစ်နေတတ်ပါတယ်။အယောင်ကလည်းတမထဲမဟုတ်ဘဲနဲ့အညူအရင်လိုအဖြော့လိုညီညွရောင်လိုစသဖြင့်အယောင်လေးရောနှောနေတတ်ပါတယ်။ဒီမှဲ့မျိုးစားရှိတဲ့လူတွေကဒီဗက်ကင်ဆာမလနိုမာဖြစ်နိုင်ကြီးပိုများပါတယ်။ဒါကြောင့်ဒါကိုကြာစစ်စေစောင့်ကြည့်ပို့တော့လိုပါတယ်။ပြီးပါရှိလေမဲ့ကတနည်းရှိတာမရှိဘူးလားဆိုတာကိုဒီ EBCD rule လေးနဲ့အကြမ်းမြင်ခွဲခြားလို့ရနိုင်ပါတယ်။ EBCD rule ကဘာလို့လဲဆိုတော့ A ဆိုတာကတော့ asymmetry ပေါ့လေ။ပုံစံအချိုးမညီရပေါ့။မဲ့ကိုအလေကောင်ကနေငင်းပိုင်းပြီးတော့ကြည့်လိုက်မှဆိုရင်တစ်ဖက်ကပုံစံမတူဘူးဆိုရင်သတိထားသင့်တဲ့မဲ့မျိုးစားပဲဖြစ်ပါတယ်။နံပါတ် B ကတော့ border ပေါ့လေ။နားသက်ဒီမဲ့လေးတွေရဲ့နားသက်အဆုံးတွေကတက်မမတီးကြမဟုတ်ဘဲနဲ့မိန်ဖြော့กินနေမယ်မရှင်းမလင်းกินနေမယ်ဆိုလို့ရှိရင်လည်းအနေပြည့်မဲ့မျိုးစားဖြစ်နိုင်ပါတယ်။ Steel တော့ကာလာပေါ့လေအယောင်မကြီးတာပေါ့။မဲ့တစ်ခုထဲမှာမှအယောင်အမျိုးမျိုးပါနေရအနဲ့ရောင်လည်းပါတယ်အညိုလည်းပါတယ်အဖြူလည်းပါတယ်အနီလည်းပါတယ်စတဲ့အယောင်မျိုးရောနှောနေတယ်ဆိုရင်တော့အချိန်ချတဲ့မဲ့အမျိုးစားဖြစ်ပါတယ်။ T ဆိုတာ diameter အချင်းကိုပြောတာပါ။ပုံမှန်မဲ့တွေကအရွယ်စားသေးငယ်ပေမဲ့အရွယ်စားအဖြစ်ဒီ1မီလီမီတာထက်ကြီးလာမယ်ဆိုလို့ရှိရင်တော့သတိထားဆောင်ကြည့်ပြန်ပါတယ်။ E ကတော့ evolving လို့ခေါ်တဲ့ကြောင်းလဲလာခြင်းပေါ့လေ။ဒါအရေးကြီးဆုံးတည်ပြီးတဲ့ပဲဖြစ်ပါတယ်။မဲ့ရဲ့အရွယ်စားပုံမှန်တဲ့ထံကတမထဲမဟုတ်ဘဲနဲ့ဒီရွယ်စားပိုကြီးလာတာပုံတန်ကပြောင်းလာတာအပေါ်ကိုကြွတက်လာတာမဲ့ရနေပြီးတော့အရေးကြီးတွေထွက်တာသွေးယူစိတ်နာရားတာအနဖေးတွေကွာတာစတဲ့တက္ကနာအတစ်ခုပေါ်လာတယ်ဆိုလို့ရှိရင်တော့ကြာဝန်နဲ့ချက်ချင်းပြပါတင်ပါတယ်ဒီ EBCD rules တီမင်းလေးရဲ့ရွေးချက်ကတော့အရေးပြကင်ဆာတွေထဲမှာအန်ရီရှိတဲ့ဒီ melanoma လို့ခေါ်တဲ့အရေးပြကင်ဆာမျိုးစားကိုကြိုတင်သိနိုင်ဖို့ပဲဖြစ်ပါတယ်။သတင်းကောင်းအနေနဲ့ဆိုရင်တော့ဒီကင်ဆာမျိုးစားစောစောကုသမှုခံယူရင်တော့အောင်မြင်နိုင်ခြင်းအတော်မြင်ပါပါတယ်။ EBCD rule ရဲ့လက္ခဏာတစ်ခုတွေ့ခဲ့တယ်ဆိုလို့ရှိရင်တော့အရေးပြအထူးဆရာဝန်နဲ့ချက်ချင်းပြတ်တင်ပါတယ်။ဒါကြောင့်ကိုယ်မှရှိတဲ့မဲ့တွေကိုလာတင်ပုံမှန်စစ်ဆေးတင်ပါတယ်။ကိုမဲ့ရဲ့ပုံမှန်ချင်းတွေကိုကြည့်ရမှသာကိုပြောင်းလဲဖြစ်လာတာနဲ့မြန်သိနိုင်မှာပဲဖြစ်ပါတယ်။
ဒီမဲသက်တွေကိုကိုယ့်ဘာသာဖယ်ရှားဖို့လုပ်တင်ပါဘူးမိမိဘာသာဓာတ်နဲ့ဖယ်တာဒါမှမဟုတ်တိုင်းစည်းတွေသုံးပြီးဖယ်တာနောက်ဒီမိတ်ဖြစ်တဲ့ cream သုံးတာအင်္ဂလိပ်များပါတယ်ဒီမဲ့ရိုင်းဗစ်နဲ့ရေပြကင်စာပြောင်းစီနိုင်တဲ့အဓိကအကြောင်းရင်းကတော့ UV ray လို့ခေါ်တဲ့ခန်းငွေရောင်တွေဖြစ်ပါတယ်။ဒါကြောင့်နေရိုင်းကြီးအရန်အပြင်းတဲ့အချိန်နေ့လယ်12နာရီကနေပြီးတော့ညနေ4နာရီအတွင်းမှာတနိုင်တော့ဒီမထွက်ပါနဲ့။ကဲမဖြစ်မနေထွက်ရမယ်ဆိုလို့ရှိရင်လည်းအင်းနီလက်ရှိဘာမှလက်ရှိအုတ်ထုတ်အကာအကွယ်ဓာတ်တွေသုံးသင့်ပါတယ်။ SPF 30ပါတဲ့နေရောင်ခရင်တွေကိုနေ့စဉ်လင်းကြီးအဖြစ် DNA တွေကိုထိုက်လျောက်ကာကွယ်နိုင်ပါတယ်။ဒီကုန်းရုံအနေနဲ့ဆိုလို့ရှိရင်တော့ဒီမဲ့လေးတွေရာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တာမန်ညီပြားပေါ်ကအဆက်ပြောက်လေးကြီးပဲဖြစ်ပြီးတော့များသောအားဖြင့် anime မရှိပါဘူး။ဒီညက်အမျိုးအစားလေးတွေကိုနားလည်ထားမယ်ဒီ EVC ကိုစီးမင်းလေးကိုတိမိခေါ်မိထားမယ်ဆိုရင်တော့မိမိကိုယ်တိုင်စစ်ဆေးနိုင်မှာပဲဖြစ်ပါတယ်ဒီမဲ့လေးတွေအသစ်ဖြစ်လာလားငါကပုံစံနဲ့ကနေပြီးတော့ပြောင်းလဲလာတာဒါမှမဟုတ်ပုံစံမမှန်နိုင်ဘူးဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ချက်ချင်းတာတာတွေ့ပါပဲဒီဗီဒီယိုလေးကနေပြီးတော့အကျိုးစုံတွေရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့လို့ရပါတယ်ခင်ဗျာအားလုံးပဲပြီးစုကဆိုပေါင်းကကြော်လာနိုင်ကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျာ